ဖုံးစားပဲမလို့ပဲမိမိကိုယ်တိုင်ကိုယ်ကြပုံဖော်ခြင်းတဲ့သူတွေအတွက်ပါဝင်ပစ္စည်းနဲ့အသုံးပြုပုံတွေကိုဒီဗီဒီယိုနဲ့တင်ဆက်ပေးလိုက်ပါတယ်ရှင်။ LMAC paper စာရွက်ဖြူလေးကိုရေးမဆိုအောင်ဖိုတိုပေါင်းထဲမှာတစ်ခါတည်းထည့်ပေးလိုက်ပါပါဝင်ပစ္စည်းတွေကတော့ LM paper ရွှေဆေးရည် SCA ရည် paint brush ဓာတ်ပုံကျလက်ရေးမှုနဲ့ရေးလို့ရတဲ့ sticker ကစာကြည့်စာရိုက်နဲ့ print ထုတ်ခြင်းနဲ့ဆိုရင် plastic ထပ်ပေါင်းပါမယ်ရှင်စာရွက်ဖြူလေးရဲ့ချောတဲ့ဘက်မှာပုံဖော်ပေးရပါမယ်ရှင်ရွှေရောင်လေးကိုလိုသလောက်ယူပါမယ်ခွက်ထဲထည့်မယ်ပြီးရင် SCA ရည်နဲ့အနှဲငယ်မပြည့်မကျလေးရောမှွေပေးရပါမယ်ရွှေရောင်ဆေးရည်ကိုလက်ပေါ်သို့တင်ပြီးဘယ်ညာ brush နဲ့နှံ့အောင်တုံးလိမ့်ပေးပါဆေးရည်တုံးလိမ့်ထားတာဖြစ်တဲ့အတွက်ချော်နိုင်ပါတယ်လက်ချတဲ့အခါဂရုတစ်စိုက်ချပေးပါလက်ဖက်နှောင်လေးကိုအရင်ချမယ်ပေါ့လက်ကြီးကားကြမလို့လက်ကလေးကိုစွစုလေးနဲ့ချလိုက်ပါမယ်ဆေးလေးတွေကအောင်လက်ကိုနှဲငယ်ဖိပေးရပါမယ်ပြီးရင်ဆေးချောက်အောင်15မိနစ်20စောင့်နေစဉ်လက်ဆေးပါမယ်ဆေးချောက်မချောက်ကြည့်ကြည့်လက်ရယူထားတဲ့စာရွက်ပေါ်သို့လက်ကလေးနဲ့တိုးထိပြီးစမ်းသပ်ကြည့်လို့ရပါတယ်ပလတ်စတစ်လောင်းပြီးလို့လည်းသိမ်းထားလို့ရပါတယ်ရှင်ဆေးရည်ချောက်သွားပြီဆိုရင် final နဲ့ဓာတ်ပုံပေါင်းတွေကိုထည့်ပြပါမယ်ဓာတ်ပုံပေါင်းထဲမှာဘလို့လှပပြီးခန်းနာနေလဲဆိုတာကိုရှုပေးကြပါအောင်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်